အလားပါအတွက်တက်တူးထိုးတာတော့ဂျပန်မှာဆိုရင်ပြဿနာအကြီးအကျယ်တက်နိုင်ပါပြီပရိသတ်ကြီးအခုခေတ်မှာတက်တူးထိုးတာဟာလူငယ်တွေကြားမှာ fashion တစ်ခုအနုပညာတစ်ခုအနေနဲ့အရန်ကိုခေတ်စားလာနေပါပြီတချို့ကကိုယုံကြည်ရာစာသားလေးတွေတချို့ကအလားပါအတွက်ပကြီးကားလေးတွေလိုခန္ဓာကိုယ်ပေါ်မှာထိုးလေးရှိကြပါသည်ဒါပေမဲ့တခြားနိုင်ငံတွေမှာဘလောက်ပဲအနုပညာတစ်ခုလို့လက်ခံထားကြပါစေဂျပန်နိုင်ငံမှာဆိုရင်တော့တင်းငယ်လှပတဲ့တက်တူးလေးတစ်ခုထိုးမိထားရုံနဲ့ပြဿနာတွေအကြီးကြီးတက်နိုင်နေဆိုတာသင်သိပါသလားဒီလိုပြရတဲ့အဓိကအကြောင်းရင်းကတော့ဂျပန်နိုင်ငံရဲ့နက်ရှိုင်းတဲ့သမိုင်းကြောင်းနဲ့အရင်ကျေးမှုတွေကြောင့်ပဲဖြစ်ပွားတယ်ဂျပန်နိုင်ငံမှာရှေးရခင်ကာလတွေကတည်းကတက်တူးတွေကိုယာကူဇာလို့ခေါ်တဲ့အင်မတန်နာမည်ကြီးပြီးဩဇာလွှမ်းမိုးမှုရှိတဲ့ဂျပန်လူမိုက်ဂိုင်းတွေရာဇဝတ်ဂိုင်းတွေနဲ့ဆက်ဆက်ပြီးရှုမြင်ကြလိမ့်ရှိပါတယ်ယာကူဇာတွေဟာသူတို့ရဲ့ရဲရင်မှုနဲ့ဂိုင်းပေါ်သစ္စာရှိမှုကိုပြသဖို့အတွက်တကူလုံးဒီပါတက်တူးတွေထိုးလေးရှိကြပါတယ်ဒါကြောင့်ဂျပန်လူမျိုးအများစုရဲ့စိတ်ထဲမှာတက်တူးဆိုတာနဲ့ရာဇဝတ်ကောင်အကြမ်းဖက်သမားလူဆိုးဂိုင်းဝင်ဆိုတဲ့အသည့်ကအခုချိန်ထိခိုင်ခိုင်မာမာအမြင့်တွယ်နေစေဖြစ်ပါတယ်ဒီလိုမြင်နေကြဂျပန်နိုင်ငံမှာတက်တူးရှိတဲ့သူတွေအတွက်နေ့စဉ်ဘဝမှာအခက်အခဲတွေအများကြီးရှိနေပါတယ်အထူးသဖြင့်ဂျပန်လူမျိုးတွေအရင်နှစ်သက်ကြတဲ့အများပြည်သူသုံးရေဘူးဆန်း၊အွန်ဆန်းတွေ၊ရေချိုးကန်တွေ၊ရေကူးကန်တွေနဲ့အားကစားရုံဂျင်တွေကနေပြီးနေရာတော်တော်များများအထိတက်တူးပါတဲ့သူတွေကိုလုံးဝဝင်ခွင့်မပြုပါဘူးသင်ဟာနိုင်ငံသားခီးသွွားတယောက်ဖြစ်နေရင်တော့မှကင်းလွတ်ခွင့်မရတတ်ပါဘူးfashion တွေနဲ့ထိုးထားတဲ့တေးသေးလေးဖြစ်အောင်ဖုံးကွယ်ထားဖို့တောင်းဆိုခံရတာဒါမှမဟုတ်ဝင်ခွင့်ပိတ်ခံရတာမျိုးတွေအသေးအချာကြုံတွေ့ရမှာပါဒါအပြင်ဂျပန်နိုင်ငံရဲ့လူအဖွဲ့အစည်းမှာတာမန်ပြည်သူတွေကတက်တူးထိုးထားသူအရေးအတွက်ဟာအင်မတန်ကိုမှနေပါပါတယ်အလောက်ကန်ရှာဖွေတဲ့အခါမှာလေကုမ္ပဏီများစုကတက်တူးရှိသူတွေကိုအလောက်ခံမှုဝင်လေးတတ်ကြသလိုလူမှုပတ်ဝန်းကျင်မှာလေရှောင်ဖယ်ဆက်ဆံခံရတတ်ပါတယ်လမ်းသွားလမ်းလာလုပ်တဲ့အခါမျိုးတွေမှာတက်တူးပေါ်နေမယ်ဆိုရင်ရတက်ဖွဲ့ဝင်တွေရဲ့အထူးဆောင်ကြည့်တာမျိုးဒါစီဘီခေါ်ယူစစ်ဆေးမင်းမြန်းတာမျိုးတွေကိုတာမန်လူတွေထပ်ပို့ပြီးခံရနိုင်ခြေရှိပါတယ်ဒါကြောင့်သင်ဟာဂျပန်နိုင်ငံကိုသွားရောက်လှုပ်ကိုင်မှုဖြစ်စေအလဲပတ်သွားရောက်ဖို့ဖြစ်စေရည်ရွယ်ထားတဲ့ဆိုရင်ဒီအချက်လေးကိုသတိပြုမိဖို့အရေးကြီးပါတယ်ကိုအတွက်အလားပါဆိုပေမဲ့သူတို့စီမှာတော့ယဉ်ကျေးမှုအရလက်ခံနိုင်စရာမရှိတဲ့အရာဖြစ်နေတဲ့အတွက်တက်တူးရှိခဲ့ရင်အများပြည်သူရှေ့မှာတေချာဖုံးကွယ်သွားလာတာကအန်ဒီယကင်းကင်းနဲ့ဂျပန်နိုင်ငံရဲ့အလားပါတွေကိုအပြည့်အဝခံစားနိုင်မယ့်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်လို့ဗဟုသုတအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်တုတ်တန်ဆိုပေမဲ့ကြောက်စရာမကောင်းပဲအပန်းဖြေပန်းချန်ကြီးလို့လှပနေတဲ့ထိုင်ပေကနေရာလေးပရိသတ်ကြီးတုတ်တန်လို့ပြောလိုက်ရင်လူတော်များများရဲ့စိတ်ထဲမှာခြောက်ချားစရာကောင်းပြီးခြောက်ကက်ကက်နိုင်တဲ့နေရာတစ်ခုလိုပဲပြေးမြင်တတ်ကြပါတယ်ဒါပေမဲ့အခုပြောပြပေးမဲ့တိုင်ပေမျိုးကနေရာလေးကတော့အဲ့ဒီအမြင်တွေကိုလုံးဝပြောင်းလဲသွားစေမှာပါဒီနေရာလေးကတော့တုတ်တန်ဆိုပေမဲ့ကြောက်စရာမကောင်းပဲအပန်းဖြေပန်းချန်တစ်ခုလိုတာယာလှပနေတဲ့ဖူဒီကန်အများပြည်သူပိုင်တုတ်တန်ကြီးပဲဖြစ်ပါတယ်တိုင်ပေမျိုးရဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ဒီဖူဒီကန်တုတ်တန်ကြီးဟာမြို့ငယ်လေးတစ်မြို့လိုတက်တက်ရရစီစဉ်ဖွဲ့စည်းထားပြီးတဘာဝတရားနဲ့လူသားတို့ရဲ့ယဉ်ကျေးမှုကြားဟန်ချက်ညီတဲ့ပေါင်းစပ်မှုကိုအလှပဆုံးထင်ဟပ်ပြသနေပါတယ်မြို့ပြတွေဘလောက်ပဲဖွံ့ဖြိုးတိုးတက်လာပါစေဒီတုတ်တန်ကြီးရဲ့အခန်းကဏ္ဍကတော့ပိုလို့တောင်အရေးပါလာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူဟာလူသားတို့ရဲ့ယဉ်ကျေးမှုနဲ့သမိုင်းကြောင်းတွေကိုထိမ့်သိမ်းပေးထားရုံသားမကတဘာဝပတ်ဝန်းကျင်နဲ့လူအဖွဲ့အစည်းကြားမှာအကောင်းဆုံးဟန်ချက်ညီအောင်ဖန်တီးပေးထားနိုင်လို့ပါပဲဒီတုတ်တန်တွေကိုဝင်လိုက်တာနဲ့တပြိုင်နက်စိမ့်လန်းဆိုပြေတဲ့တစ်ပင်ကြီးတွေရောင်စုံဖူးပွင့်နေတဲ့လှပတဲ့ဗန်းမှန်တွေနဲ့အတူအလွန်ကုန်ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကိုခံစားရမှာပါတဘာဝတရားရဲ့အလှပနဲ့လူသားတို့ရဲ့ဖန်တီးမှုလက်ရာတွေကိုအမှုပညာများပေါင်းစပ်ထားတာကြောင့်ဒီနေရာလေးကလာရောက်သူတိုင်းကိုအထူးပဲစိတ်အေးချမ်းမှုပေးစွမ်းနိုင်ပါတယ်ဒါကြောင့်လည်းဒီနေရာဟာတည်ဆုံသူတွေအတွက်တုတ်တန်တစ်ခုတတ်မဟုတ်တော့ပဲတက်ရှိထင်ရှားရှိနေသူတွေအတွက်ပါတဘာဝတရားကိုခံစားရင်စိတ်ပန်းဖြေဖို့လူကြိုက်အများဆုံးနေရာတစ်ခုဖြစ်လာခဲ့တာပါဒီလိုလောက်ပါတဲ့ဖူဒီကန်တုတ်တန်ကြီးကိုလာရောက်လေပတ်ခြင်းနဲ့ဆိုရင်လည်းလမ်းမဆက်သွယ်ရေးကအလွန်ကိုအဆင်ပြေပါတယ်ဒါပေမဲ့ရဲ့ဆက်သွယ်ရေးစနစ်တွေဖြစ်တဲ့ MRT မြေအောက်ရထားတွေဘတ်စကားတွေကိုအသုံးပြုပြီးအလွယ်တကူသွားရောက်နိုင်ပါတယ်ရောက်ရှိတဲ့အခါမှာလေတဘာဝအလှတရားတွေကိုငေးမောခံစားရင်တမိုင်းဝင်နေရာတွေကိုလေ့လာဖို့ခြေချင်းလမ်းလျှောက်ထွက်လို့အကောင်းဆုံးပါပဲတေချင်းတရားနဲ့တဘာဝတရားကိုအလှပဆုံးပေါင်းဆက်ဖန်တီးထားပြီးတိုင်ပေမျိုးရဲ့သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုကိုထင်ဟပ်ပြသနေတဲ့ဒီဖူဒီကန်တုတ်တန်ကြီးဟာတိုင်ပေကိုရောက်ရင်မဖြစ်မနေသွားရောက်လေပတ်တဲ့နေရာတစ်ခုပါဒါကြောင့်ပရိသတ်ကြီးတို့လည်းတိုင်ပေကိုရောက်တဲ့အခါဒီနေရာလေးကိုသွားရောက်လေပတ်ပြီးတဘာဝတရားရဲ့အလှပကိုကိုယ်တိုင်ကိုယ်ကျခံစားကြည့်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်လမ်းဖောက်ဖို့တိုက်ဆောက်ဖို့အတွက်တစ်ပင်တွေကိုခုံမပစ်ဖဲတကူးတကနေရာရွှေ့ဆိုင်နေကြတဲ့ဂျပန်နိုင်ငံရဲ့အလေးအထောက်ပရိသတ်ကြီးတို့မြို့ပြတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှလမ်းသစ်တွေဖောက်တာတိုက်တာအဆောက်အုံသစ်တွေဆောက်လုပ်တာဟာနိုင်ငံတိုင်းမှာမလွဲမသွေကြုံတွေ့ရတဲ့ကိစ္စတစ်ခုပါဒီလိုတိဆောက်ရေးစီမံကိန်းတွေလှုပ်ဆောင်တဲ့အခါဧရိယာတစ်ခုထဲမှာရှိနေတဲ့တစ်ပင်ကြီးတွေခုတ်လဲရှင်းလင်းပစ်တာကအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးနည်းလမ်းတစ်ခုပဲဖြစ်သွားပြီဒါပေမဲ့ဂျပန်နိုင်ငံမှာတော့ဒီလိုအလွယ်တကူခုတ်လဲပစ်မဲ့အစားတကူတကအချိန်ပြီးငွေကုန်ကြေးကျခံပြီးနေရာသစ်ကိုအရှင်လက်လက်ပြောင်းရွှေ့စိုက်ပျိုးကြတဲ့အမခန်းလေးထားတစ်ခုရှိပါတယ်ဂျပန်လူမျိုးတွေအတွက်နှစ်ပေါင်းရာနဲ့ချီမမမတ်ရက်တည်နေခဲ့တဲ့ရှေးဟောင်းတစ်ပင်ကြီးတွေဟာတာမန်တဘာဝရှုခင်းတစ်ခုတတ်မဟုတ်ပါဘူးမျိုးဆက်ပေါင်းများစွာအစားထိုးဝင်ရောက်လာတာကိုစောင့်ကြည့်ဖြတ်သန်းလာခဲ့တဲ့တမိုင်းကြောင်းတွေယဉ်ကျေးမှုတွေနဲ့တဘာဝတရားရဲ့ခန္ဓာရင်စွမ်းအားကိုပြသနေတဲ့အဖိုးတန်တက်ရှိသင်္ကေတတွေပဲဖြစ်ပါတယ်
ဒါကြောင့်ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေကဒီသစ်ပင်ကြီးတွေရဲ့တည်ရှိမှုကိုချိန်ချောက်လာတဲ့အခါသူတို့ကိုရှင်းလင်းပြဖို့ထက်ကဲတင်ဖို့ကိုသာပထမဆုံးစဉ်းစားကြတာပါဒီလိုနေရာပြောင်းရွှေ့တဲ့လုပ်ငန်းစဉ်ဟာတစ်ပင်တစ်ပင်ကိုရွှေ့ယုံတက်လှုပ်ဆောင်တာမဟုတ်ပေနိုင်ငံအမွေအနှစ်တစ်ခုကိုတေချာထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းစဉ်ပဲဖြစ်သွားသည်ကျွမ်းကျင်ပညာရှင်အဖွဲ့တွေဟာတစ်ပင်ရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့အမြင့်တွေနဲ့နှဲလေးမှမပြတ်စည်းစေဖို့အတွက်ဘေးပတ်ပတ်လေးကိုတေချာဂရုတစိုက်တူဖော်ကြပါသည်အဲ့နောက်မှာတော့အေယာမတစ်ပင်ကြီးကိုကရိန်းကားတွေရင်ရမ်းနေရတွေအသုံးပြုပြီးနေရာအသစ်တစ်ခုစီကိုတည်ဆောင်သွားကအရင်လိုပဲအဆအဆရရဂရုတစိုက်နဲ့ပြန်လဲရှင်းတန်းနိုင်အောင်စိုက်ပျိုးကြပါသည်ဒီလေးထောက်ဟာတဘာဝတရားပေါ်ထားရှိတဲ့ဂျပန်လူမျိုးတွေရဲ့နှက်ဆိုင်တဲ့လေးစားမှုနဲ့မျိုးပြတိုးတက်မှုကြားကမျှတအောင်ဆောင်ရွက်တတ်တဲ့သူတို့ရဲ့အသိဉာဏ်ကိုတက်သေးပြနေတာပါမျိုးပြတွေဘယ်လောက်ပဲကြီးထွားဖွံ့ဖြိုးလာပါစေတိုးတက်မှုဆိုတာတဘာဝတရားကိုအမြဲတမ်းရင်းနှီးပေးဆက်စရာမလိုဘူးဆိုတာကိုသူတို့ကကဘာကြီးကိုသင်ခန်းစာပေးနေတာပဲဖြစ်သွားတယ်အဟောင်းနဲ့အသည့်တဟဇာတာဖြစ်စွာအတူရှင်တွဲနေထိုင်နေဆိုတာကိုလက်တွေ့ပြသနေတဲ့ဂျပန်နိုင်ငံရဲ့ဒီလုပ်ရည်လေးကတော့တကယ့်ကိုအတူယူလေးစားစရာကောင်းလာပါ ರಿ